ဒီနေ့ Bastian နဲ့မှာထားတဲ့ပစ္စည်းလေးတစ်ခုထပ်ပြီးတော့ဖောက်ပြပါမယ်အဲ့ဒါလေးကတော့ရွေးလေးချီးဆိုလို့ရှိရင်ထူးထူးဆန်းဆန်းလေးစောင်းရတာကြိုက်တယ်ဟိုတလောရွေးလေးရဲ့ထီးလေးပြတ်သွားတာပေါ့နော်ဆိုတော့ဒီကောင်လေးက UV လဲပါတယ်လို့ကြားရပေါ့နော်ဒီမှာသူအမျိုးလေးတော့ရေးထားပါတယ်အော်တိုပြောင်းမြန်ထီးတဲ့အော်တိုပြောင်းမြန်ထီးလို့ပြောရတယ်နော်ကြည့်ကြည့်အောင်ဖွင့်လိုက်ပါပြီအမဲလေးပဲမှာထားပါတယ်ဆိုတော့ outfit တိုင်းနဲ့အဆင်ပြေအောင်လို့ပေါ့နော်အရင်ထူးဆန်းနေမှာတော့ဂျိတ်ပါတာကိုသဘောကျတာပေါ့နော်ဂျိတ်ပါတာလေးကအသက်ပေါ့ဗျာအီတုံတုံအင်းလုံးဒီလေးရလာပါပြီကြည့်ရအောင်ဒါလေးကိုရောလေးဘယ်လောက်ပေးရတယ်လို့ထင်လိုက်အဲ့ဒါနဲ့ quality တန်လာမိလားဆိုတော့ကြည့်ကြမယ်နော်ဝေါနည်းနည်းအောင်သိရတယ်ခံစားရတယ်အထဲမှာရောင်ပြန်မှာပါတယ်ကွာသိလားရောင်ပြန်ပါတော့ရလေးညဘက်တွေပါတယ်ဂိုင်းက3ဂိုင်းပါတယ်ဒီမှာတွေ့ရတဲ့အတိုင်းပဲဂိုင်း3ဂိုင်းပါတယ်ဂိုင်း3ဂိုင်းပါတယ်နောက်ပြီးပိတ်ချင်တယ်ဆိုလည်းဒီ club လေးပြန်အော်ကြုံလိုက်တော့ကြုံလိုက်တာနောက်လို့ရှိရင်ဒီလိုမျိုးလေးပြန်ဒီလိုလေးဖိလိုက်အောင်ပဲပေါ့နော်ဆိုတော့ဒါလေးပါပြီးလို့ရှိရင်အဓိကရလေးအကြိုက်တာတော့ဒီမှာဂျိတ်ကလေးပါတယ်ဟဲ့ဂျိတ်ကပါပြီဟဲ့ဂျိတ်ကဘယ်လိုဖြစ်တာတော့ဂျိတ်ကဒီလိုဘေးကွေးဂျိတ်နော်ဒီလိုဘေးကွေးဂျိတ်ကလေးဆိုတော့အားလေးရလေးဒီအိတ်မှာတော့ဒီလိုပါနော်စမတ်တက်ဖြစ်သွားဒီလိုလေးလော်လော်ကူကူလေးပါနော်ထိကျိတ်လည်းမပြောက်တော့ဘူးဒီလိုမျိုးလေးပေါ့ဒီမှာဒီလိုမျိုးလေးတွေ့ရလားမသိဘူးအဲ့လိုလေးဆိုအဆင်ပြေတယ်ချိတ်ပုံစံလေးပေါ့နော်ချိတ်ပုံစံလေးရဖြစ်ပါတယ်ဆိုတော့ not bad ဆိုပါလိုချင်တယ်ဆိုလို့ရှိရင် Basti online shop မှာသွားဝယ်ဖို့ရလေးကနေဖိတ်ခေါ်လိုက်ပါတယ်ဘယ်နဲ့ဆိုလိုက်ခဲ့ပါ Basti online shop နော် thank you ပါ UV လည်းပါတယ်သူက bye bye တော်တော်ပဲရလေး keep us like say love you all